တောင်ကြီးမှာရှိရဲ့အရန်လာရဲ့နေရာ၃ခုပြောပြပေးပါမယ်ပထမတစ်ခုကရွှေဖုံးဖွင့်ဖျားသွားတဲ့လမ်းပေါ်က view point မှာဒါကတော့ night view ပေါ့နော်နေ့ကင်ဘက်သွားလဲလာပါတယ်ဒုတိယတစ်ခုကတော့ဒါညူမီဘက်ကထင်းရှူတော့ပါမိုးရဒီဆိုဒီနေရာလေးကအရန်ကိုလာတာပါသွားလဲတင်ပါတယ်မသိရင်တခြားနိုင်ငံရောက်သွားတယ်လို့ပါပဲတောင်တန်းနေနဲ့စိမ့်ဆူနေညက်ခင်းနေနဲ့ထင်းရှူပေးနေနဲ့ပါနောက်ဆုံးတစ်ခုကတော့ကန်ကြီးဘက်ကနေတွားရတဲ့ view point ပါမြို့ရှောင် view point လို့လည်းခေါ်ကြပါတယ်ဒီ view point ကတော့တကယ်မှမိုးရဒီမှာတွားတင်ပါတယ်သူကမိုးရဒီဆိုရင်တော်တော်လာပါတယ် view point တွားတဲ့လမ်းမတွေကိုရှုခင်းရလာပါတယ်ပြီးပါပြီအားလုံးကျေးဇူးတင်ပါတယ်ရှင်